အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးကိုကျွန်တော်ရဲ့ Minecraft Survival Series လေးနဲ့ကြိုဆိုလိုက်ပါတယ်ဒါကကျွန်တော်ပုံမှန် Minecraft Series လေးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီ Series ထဲမှာကျွန်တော်ရဲ့ကိုယ်ပိုင်နိုင်ငံကိုတီးထောင်တောင်းမှာဖြစ်ပါတယ် Okay ဗီဒီယိုလေးကိုမဆက်ခင် Like and Subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာကျွန်တော်တီးတက်ကောင်းတဲ့ content တွေရဖို့ကြိုးစားနေပါတယ်ကျွန်တော်အရင်တော့မတောင်းဆိုဘူးပေါ့နော်မလုံးရင်မမဟုံနေလွတ်လိုက်ကျွန်တော်တို့အရင်ဆုံးဘာလို့ရမလဲဟုတ်တာကျွန်တော်နိုင်ငံတည်ထောင်ဖို့ရွာတစ်ခုလိုရပါတော့ကျွန်တော်တော့ရွာတစ်ခုအရင်ရှာမယ်ကျွန်တော်တို့ Venantis Town အဆုံးထိချစ်လိုက်မယ်ဆိုရင် Okay ဟိုမှာကျွန်တော် play တစ်ခုမြင်နေရတယ်ပေါ့နော်အိမ်မှာကြည့်ရတာ Blasphemy 3ခု4ခု5ခုတော့ရှိမယ်ထင်တယ်ဗျဒီကျွန်တော်တော့ကြည့်အောင်ဒီရွာလေးမှာပဲနိုင်ငံတစ်ခုတည်ထောင်လိုက်တော့မယ်ပေါ့နော်ဒီရွာလေးရလေကျွန်တော်တားရတဲ့ပုံမှာပဲဟုတ်တယ်မလားကဲကျွန်တော်ဒီ Blasphemy တဲ့ရင်ကြည့်အောင်ကျွန်တော် Blasphemy က3ခုလောက်2ခုလောက်ရှိမယ်ထင်ပါတယ်အချိန်မရတော့လို့ Blasphemy တွေကချက်တည်ယူတဲ့အခန်းကိုကြော်လိုက်ပါမယ်ကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းပေါ့နော်ဒီ village မှာစုစုပေါင်း Blasphemy 5ခုလောက်တော့ရှိရခင်ဗျဒီနေရာကိုနိုင်ငံအဖြစ်သိမ်းပိုက်လိုက်ပြီကျွန်တော်ရဲ့နိုင်ငံကိုကျွန်တော် Greenland လို့ပေးမယ်ဗျာဘာလို့ဆိုတော့ကျွန်တော်မှားကြည့်လိုက်ဗျာနေရာလောက်ကြည့်လိုက် Singland ဆိုပြီးနေရာပြီပေါ့နော်လောဆယ်ကျွန်တော်တစ်ပလီတော့ခုလိုက်ပါအောင်မယ်ဒီလိုနဲ့ကျွန်တော်က Greenland နိုင်ငံရဲ့ဘင်းကြီးတစ်ပါးဖြစ်သွားပါတော့တယ်ဒါပေမဲ့အဲ့နောက်မှာတော့ Okay ကျွန်တော်တိုင်းပြည်ကိုနည်းနည်းပါးလေ့လာကြည့်အောင်ဒီတိုင်းပြည်နာမှာဘာရှိလဲလို့အိုးကျွန်တော်တိုင်းပြည်မှာပင်ကြအောက်ပို့တစ်ခုပြ Oh my god ကျွန်တော်တို့အခုမတိုင်တော့ကျွန်တော်ရှုံးနေမယ်ပေါ့နော်ကျွန်တော်နည်းနည်းပါးလေးပြင်ဆင်ပြီးမှတိုက်ရကောင်းမယ်ထင်တယ်အဲဒီနောက်မှာကျွန်တော်ဂျုံစီလိုက်ရှာပြီးစိုက်ဖို့လုပ်ပါတယ် Okay ကျွန်တော်ဂျုံစီလေးရှာရအောင်ဗျကျွန်တော် enemy base နောက်တော့မသွားဘူးလေပေါ့နော်မဟုတ်ကျွန်တော်ဒီကောင်းလေးမိသွားလိမ့်မယ်ကျွန်တော်ဒီဖြုံလေးလေးယူခဲ့မယ်အော်ပြီးတော့မှ cherry ပန်အောင်ဗျကျွန်တော်အဲ့ကိုသွားကြရအောင်ခဏနေ Okay ကျွန်တော်ဒီမှာတစ်ပင်လောက်ခုတ်သွားမှာခုတ်သွားလိုက်မယ်ပေါ့နော် Okay ကျွန်တော်တစ်ပင်ခုတ်လိုက်တော့မယ်ဗျကြားလို့ Okay ကျွန်တော်ဒီလေးမှာခဏနေအောင်ဘလို့လဲတော့မသိဘူးငလိုက်တော့မယ်ကျွန်တော် chest plate ဘာလေးချမယ်ပေါ့နော်ဒီလိုလေး yeah ဟုတ်ပြီကျွန်တော်မှမလိုတဲ့ပစ္စည်းထည့်လိုက်မယ်ဒီတော့ပြီးရင်ကျွန်တော်ရဲ့ smoke car တို့ furnace တို့ဒီမှာချပါမယ်ဘာတိုင်းလုံး Okay ကျွန်တော် iron လေးတူထားလိုက်မယ်ပြီးတော့ကျွန်တော်ရွာလေးထွက်အောင်ကျွန်တော်မျိုးစေ့လေးယူရလေးခါကျုပ်တို့အာလူတို့ဟုတ်တယ်မလားပြီးတော့ကျွန်တော်ရွာထဲဥမာလည်းဘာရှိတယ်ကျွန်တော်ကြည့်ကြမယ်ပေါ့နော်ဟုတ်တယ်မလားကျွန်တော်ရွာကောင်းတော့မလဲရသေးဘူးလေ Okay hello တိုင်းလူပြည်သားတို့မင်းတို့ရဲ့ဘရင်ကြီးလာပြီ yeah မင်းတို့ရဲ့ဘရင်ကြီးလာပြီအိုးကျွန်တော်မှတိုးဝေးတစ်ခါရှိပြီသားပဲအေးငါမင်းတို့ရဲ့ဘရင်ကြီးကွာသိရလား တော့ကြွားတာပဲ Okay ကျွန်တော်ဒီမှာယူမယ်ပေါ့နော်စီကျွန်တော်ဗီဒီယိုစီတော့မယူတော့ဘူးကျွန်တော်ဒါလေးခါကြောက်လေးယူမယ်ပေါ့နော်ဒီကျွန်တော်ပြန်တော့ဆက်ယူမှာပါဟုတ်မှာကျွန်တော်တိုင်းပြည်တိုင်းလိုရတယ်ဟုတ်တယ်မှာကျွန်တော်အကုန်ရေးမယ်ပြီးရင်ကျွန်တော်ပေးခဲ့လိုက်မယ်ဒါပဲလေကျွန်တော်ကမုံညက်တဲ့ပင်တစ်ပါးပဲခုကျွန်တော်တို့အားလူလေးရရပေါ့နော်ကျွန်တော်ဘယ်နေရာလေးမှာစိုက်ကောင်းမလဲတော့မသိဘူးဗျာကျွန်တော်စဉ်းစားရတယ်ဘယ်နေရာလေးမှာစိုက်ကောင်းမလဲမသိဘူးကျွန်တော်ထင်တော့ပင်ကြအောက်ပို့နာမှာတက်ဆိုင်ကောင်းမှထင်တယ်ဘယ်လိုဆိုတော့တို့ရဲ့ base ကိုလည်းကျွန်တော်ကြည့်လို့ရတယ်ဟုတ်တယ်မလားဟုတ်ဘာလို့မအဲ့တဲ့ရောက်နေပြီးတော့မင်းရောပဲခိုင်းလို့ဒီတိုင်ဘာလို့ဒီထဲမှာနေနေကြလဲအေးမင်းတို့နေရာကောဘာလို့ဒီမှာနေနေရလဲအားရထူးစမ်းနေပြီဟိုပင်ကြိုင်နဲ့လာထည့်သွားလားမသိဘူးကြည့်ကျွန်တော်အိတ်လောက်မှအရင်တော့လောဆယ်မိတ်ခင်ကျွန်တော်မာချမိပြီကွာမင်းကျွန်တော်အစားဆိုင်နေလောက်တယ်မှာပေါ့နော်ဟုတ်ကျွန်တော်အစားစာရှားလာပြီကျွန်တော်ညမန်ဆိုင်မှာရတော့မယ်ဒါမှကျွန်တော်တို့စီးပွားရေးကြီးပွားရေးအောင်မင်းတော့ဟုတ်တယ်မလားစီးပွားရေးနဲ့ကြီးပွားရေးနဲ့သမီးသားရေးလည်းအောင်ပါသေးကျွန်တော်အရင်ဆုံးစိုက်မှာရတော့မယ်ဒီပလင်ချာအပွင့်နဲ့ဝေးမှာစိုက်ရင်တော့အကောင်းဆုံးပဲပေါ့ကျွန်တော်အဲ့တော့ဒီရှေ့မှာပဲစိုက်မယ်ဗျာဒီပဲရှေ့ထားပါဦးကျွန်တော်ဟိုးရှေ့မှာစိုက်ရင်ကောင်းမယ်ထင်တယ်အဲ့ဆိုတော့ပလင်ချာအောက်ပို့လည်းကျွန်တော်
ကောင်းဆိုင်တဲ့လိုပါလို့လည်းထောင်လဲလို့ရရတယ်မလားကျွန်တော်အဲ့မှာပဲဆိုင်လိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာပဲစလိုက်တော့မယ်ဗျာကျွန်တော်မြေရှင်းနေမှာတရတော့ဆင်းလာပြီဗျာโอเคကျွန်တော်ဒီကောင်ကိုတက်လိုက်ရင်ကောင်းလားမသိဘူးရော့ကွာရော့ဒမ်းမလည်းမထီဘူးရဟောရောမှာဟိုမှာဓာတ်နေရှိရကွာထပ်နေတယ်ပါဒီကောင်နေမသိတော့ဘူးထင်ပါတယ်ဒီကောင်နေမသိကောင်နေမရှိစနေတာကောင်နေမသိသေးဘူးဟေးကျွန်တော်တို့မှာဆက်ပြီးကြည့်အောင်ဒါလေးမရတော့ဝယ်ဒီကောင်မရတော့ဘူးကျွန်တော်ဒီကောင်နဲ့တိုက်ပွဲဆင်းနေကိုဆင်းနေမှရတော့မယ်ဗျ။ဟောကျွန်တော်တိသွားပြီပေါ့နော်။ Okay ကျွန်တော်ခေါင်းဆောင်အရင်တက်ရင်ကောင်းမှရှင်နေဗျ။ဘယ်လိုရင်တက်ရင်ကောင်းလို့မသိဘူး။ကောင်းနေတိသွားရောတိသွားပြီကွာ။တက်ကွာချက်ခေါင်းဆောင်အရင်ကျုံဟုတ်ပြီခေါင်းဆောင်ရှော့ပြီအဲ့တော့ဒီကောင်ရင်ထောင်းလိုက်နောက်လိုက်ဒီကိုဒီရောက်ချင်းအစားပြောင်း။ပြင်မရောကဲကွာဒီကျွန်တော်ကြည့်ရဒီကောင်ကြီးမတိတော့သေးဘူးရှင်။ကျွန်တော်ဒီမှာဘောင်းမယ်fight oh my god ကျွန်တော်တယောက်ဒီကောင်ခေါင်းဆောင်တရဒီကောင်ဒီများလို့တော့မစင်းရနဲ့ကွာဟောတော့လည်းများတော့ပါဘူးတမန်လုံးရောက်သွားပြီမတရားနော်အိုင်ကိုလာလို့ပြရမယ်ဒီကွာလို့မှဆိုလို့လာပြီးထင်းကြတာပဲရော့ငါလွတ်ပေးမှာပဲကွာမင်းတို့ငါ့ရဲ့မူးမက်ကြီးကိုဖမ်းထားလို့မရဘူးဒီမူးမက်ကြီးကျွန်တော်ခမရလွတ်ပေးမယ်ရော့ဒီမှာခမရမမွေးခင်ဗျာဒီထဲမှာအချုပ်ကြရကျွန်တော်ကြည့်ရတာမကောင်းโอเคခင်ဗျာတက်သွားပြီလားမလို့သေးဘူးကျွန်တော်မှဒါရပါဖြစ်ပြင်မယ်ဗျာမင်းကျွန်တော်ဒါဖြတ်ပေးလိုက်ပြီကျွန်တော်နဲ့တက်တိုက်ပြီးတော့ဗျာโอเคဒီကောင်းတွေကိုတက်မယ်ဟိုမူးမကြီးနောက်ကျောရှိသေးရဲ့ဗျာကျွန်တော်ဒီကောင်းတွေကိုရေးစားဖြောက်အောင်မယ်ရော့ဒီကောင်ကရော့ကွာနင်တို့ခေါင်းဆောင်တေးသွားရတော့မတီးဘူးလားကွာရော့ကွာကဲဒီကောင်တွေအထင်းမှာအများကြီးပဲဟျောင်းနေဒီကောင်တွေကကျွန်တော်တို့ရဲ့မူးမကြိုတက်လိုက်ပြီ no ကျွန်တော်ရဲ့စစ်တူကြီးတယောက်ဒီကောင်လေးကိုတက်လိုက်ပြီကွာပါဦးကျွန်တော်ရဲ့စစ်တူကြီးဒီကောင်လေးတက်လိုက်ပြီဒီကောင်ကိုကျွန်တော်ဒီလိုပဲတက်လိုက်တော့မယ်ဟုတ်တယ်ခေါင်းဆောင်2ယောက်တော့ what the hell အဲ့လိုခေါင်းဆောင်2ယောက်တော့ကြည့်ရတာတူခေါင်းဆောင်နဲ့ပခေါင်းဆောင်ထားထားတဲ့ပုံပဲဗျဟိုရရမျိုးဒီကောင်က easy လေးပဲတက်တော့မှာဟုတ်ပြီလားအဲ့ဒါအိုမန်နားလေးပြီးတော့စစ်တူကြီးကကျွန်တော်တို့အာယုံနေပေးခဲ့ပေါ့နော်အလုံးမမြဲစစ်တူကြီးပါကျွန်တော်ဒီဘောတက်ကြည့်အောင်ဟိုမှာတယောက်ပြန်နေ2ယောက်လောက်ပြန်နေဗျကျွန်တော်ဒီဘောရင်တက်ကြည့်ခေါင်းလာမသိဘူးဒီခိုင်းဒီကောင်ရင်ကျွန်တော်အစားဖြောက်လာအောင်မယ်ရောကွာလာကျွန်တော်တို့ကျွန်တော်ဒီကောင်ကြီးရဲ့ဗီဒီယိုတော့သိမ်းနိုင်လိုက်ပြီပေါ့နော်ပြောရရင်โอเคကျွန်တော်ဟိုကဘာရှိသေးလဲမသိဘူးဗျစစ်သားခက်ရှိသေးလားမသိဘူးရှိလေကျွန်တော်နေအောင်ကွာဒီကောင်ကြီးโอเคဘာမှမရှိဘူးထင်Oh my god ကောင်းတာလို့ရှိရကျွန်တော်တောက်ကျဲကျွန်တော်တောက်ဆေးပလင်းလေးရှာရင်ကောင်းပါလေဗျာဒီကောင်နဲ့တောက်ဆေးပလင်းကမပေးဘူးဗျာကျွန်တော်ယူခဲ့လိုက်မယ်ပေါ့ကျွန်တော် cost boy လည်းအများကြီးပေါ့ကျွန်တော်ပြင်လို့ရတယ်โอเคဟိုမှာကျွန်တော်3កောင်4កောင်5កောင်တော့ကြံသေးရတယ်ပြောကျွန်တော်တို့စစ်တူကြီးကျွန်တော်လည်းတက်လိုက်ပြီလားမသိဘူးကျွန်တော်အောက်ကိုစီးမဲ့အကောင်တွေကိုအစဖြောင်းရအောင်မင်းတို့ငါ့ရဲ့စစ်တူကြီးကိုတက်လို့လည်းမင်းတို့ပြန်ပေးစားမယ်ကွာမင်းတို့အားလုံးငါအကောင်တက်ပြင်ပါတော့โอเคရကိစ္စမရှိဘူး easy လေးပဲဖြေရှင်းမှာကိုရီးယားပြောမှာမင်းတို့ခေါင်းရော့ easy ပဲရော့ပြမယ်တော့နောက်ချက်ဆိုမင်းတေးပြီရော့โอเคကျွန်တော်စစ်တူကြီးမတေးသေးဘူးဟာကျွန်တော်တေးပြီးတော့ထည့်ဒါမှထားလိုက်တော့ဒီမှာတကောင်ရှိသေးတယ်ရော့โอเคစစ်တူကြီးဟုတ်တယ်ကျွန်တော်စစ်တူကြီးကျွန်တော်တို့ကာဝယ်ပေးရပါတော့ဒီကောင်တော့တော်တော်ပျက်စီးနေကျွန်တော်ဒီကောင်ပြန်ပြေးပေးအောင်မယ်တော့ကြာအဲ့ကောင်ကျွန်တော်လှန်နဲ့ပဲတက်မှာရောက်ပါအော်မှာဗျကျွန်တော်ရွာတော့ဒီကောင်ကျူးကျော်နေပြီကွာโอเคကျွန်တော်ထင်တော့ခေါင်းနေအကုန်တေးသွားပြီပေါ့နော်ဒီခုမှကျွန်တော်တို့ farming တိုင်းလေးဆက်ပြီးလုပ်လို့ရတော့မယ်။ကျွန်တော်တို့ဆက်ပြီးတော့ farming လိုက်ရအောင်ဗျာ။ဟုတ်။ရှင်းနေကောင်းတော့ကျွန်တော်ဆက်ပြီးတော့ farming လိုက်တော့ပါမယ်။ဒါတော့ယူခဲ့လိုက်အောင်မယ်။ Okay စစ်တူကြီးမင်းတော့ရ။ Okay ငါလည်းဆက်ပြီး farming လိုက်အောင်မယ်။ဒီတမ်းမှာဒီကောင်လေးထပ်မစပုံးလာအောင်စောင့်နေဖို့ဟုတ်တယ်မလား။ဒီငါသွားပြီ။
Okay ကျွန်တော်တို့အခုဘာလို့မှလဲကျွန်တော်ဟိုလေးစောက်ဖို့စဉ်းစားနေရတယ်ကျွန်တော် place စဉ်းစားလေးစောက်နေတာညကျွန်တော်ကျွားထဲမှာပဲစောက်ရင်ပိုကောင်းမယ်ပေါ့နော်ကျွန်တော်အရင်ဆုံးဟို stone တွေလေကျွန်တော် stone တွေအများကြီးတူးပါမယ်ဒါမှကျွန်တော်လောဆယ်နေဝင်တော့မယ်ကျွန်တော်အရင်အိတ်တာပဲကောင်းတယ်ဟုတ်တယ်မလားကျွန်တော်နေဝင်တော့မယ်ဆိုတော့လေကျွန်တော်အရင်ဆုံးအရင်မဲ့အိတ်လိုက်တော့မယ်ဗျာဟယ်လိုအားလုံးပြန်ကြည့်လိုက်ပါဆွမ်းသားတော့ record ထဲမှာပြသွားလို့ပေါ့နော်ကျွန်တော်ဟိုမှာအင်္ဂလိပ်စောက်ပြီးတော့ပါခင်ဗျာကျွန်တော်တန်းရေးလေးပေါ့နော်တိတ်တော့လည်းမလာပါဘူးပြီးကျွန်တော်မှာသုံးဝေးလေးရှိ iPhone မှာရရသွားပြီပေါ့နော်iPhone မှာအရင်ကရပါကျွန်တော်အခုပြောင်းလဲသွားလိုက်ပြန်ပါမယ်ဒါတော့ကျွန်တော်တို့ရဲ့အိမ်လေးပေါ့နော်ကျွန်တော်ဒီထဲမှာတော့ဘာမှတော့မထည့်ရသေးဘူးသူတို့ပြမယ်ဆိုပြီးပေါ့နော်ကျွန်တော် record နဲ့ပြသွားရတယ်လည်းတောင်းပါပါတယ်အဲ့တော့ဒီမှာဘာညာပေါ့တယ်မလားကျွန်တော်ရင်းမလာပါဘူးကျွန်တော်ပင်ကြအောက်ပို့ထောင်လမ်းမှုဒီနားလေးမှာလာပြီးစောက်ထားတာပေါ့နော်ကျွန်တော်အဲ့ကိုလည်း3ခါတော့သွားတိုက်ပြီးသွားပြီထင်တာပဲပေါ့နော်ပြီးတော့ cherry pin နဲ့ပြန်တော့ကျွန်တော်ကြီးသွားပြီဗျပြီးတော့ကျွန်တော်ဒီမှာတိုးသားရအများကြီးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒါကြီးသုံးဝေးအများကြီးဆိုတော့တိုးသားရလည်းအများကြီးပေါ့ဟုတ်တယ်မလားကျွန်တော်အဲ့ဒီဟာလေးစောက်ဖို့ကျွန်တော်တိုးရတော့တက်လိုက်ရတယ်ဗျပြီးကျွန်တော်ဒီမှာဒါတွေကိုဟိုရွှေ့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်အိတ်လိုက်ပါအောင်မယ်Okay ဒါတော့ကျွန်တော်လှုပ်ထားတဲ့ fan လေးပေါ့နော်ဟိုဘက်ကတော့နွားနေမွေးထားတယ်ဒီဘက်ကတော့ကျွန်တော်တိုးပြနဲ့တိုးနေမွေးထားတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ cam လေးကလည်းအပြာနဲ့နေပေါ့နော်ကျွန်တော်အကုန်လုံးတက်ထားလိုက်ပြီးကျွန်တော်အကောင့်သေးသေးလေးပဲရှိသွားပါတော့ဒီနောက်တော့ကျွန်တော်ပစ္စည်းနေရာချခဲ့ပါတယ်โอเคကျွန်တော်တို့ရှေ့မှာမြင်ရတဲ့အတိုင်းပေါ့ကျွန်တော်ဒီမှာ furnace တွေပြီးတော့ဘာညာဘူးဒီမှာကျွန်တော်ပစ္စည်းလေးဒီစားလေးတော့ထည့်ထားပါတယ်ဘာရီရဲ့လေးနဲ့ထည့်ထားတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့လုံးလို့ခေါ်ပါတယ်ဒါကကျွန်တော်တို့အလံလို့ဖို့ယူထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အလံလေးလုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းစိတ်တိုင်းကြတဲ့ဒီအလံလေးဇက်တိုက်လို့ခင်ပါကျွန်တော်တို့အတိုင်းပြီးတော့အလားဆုံးဖြစ်အောင်ကျွန်တော်ရွေးနေခဲ့ရပါပေါ့နော်โอเคနောက်ဆုံးမှာကျွန်တော်ဒီလန်လေးကိုကြိုက်တယ်ဟောကျွန်တော်ဖင်လန်နိုင်ငံနဲ့တော့မတူဘူးလို့ထင်ပါတယ်။ကျွန်တော်ဒါကြီးကြိုက်တယ်ဗျ။ကျွန်တော်ကြိုက်တယ်ပေါ့နော်။ဒီမှာလိန်မော်လေးနဲ့လိန်မှာတော့ကျွန်တော်ဒါလေးကိုကြိုက်ကျွန်တော်တို့နိုင်ငံအလံပြတ်မှတ်လိုက်တော့မယ်။ပြီးလို့ကြည့်ပြတဲ့သူကတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီလိုကြက်ချမယ်လို့လည်းမျှော်လင့်ပါတယ်။အားလုံးနောက်အပြီးဆုံးမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။ Bye bye